ကမ္ဘာကုန်စည်တင်ပို့ရောင်းချရေးဈေးကွက်မှာရောင်းဝယ်မှုအများဆုံးကုန်ပစ္စည်းကရေနံဆိုတာအားလုံးလက်ခံပြီးသားဖြစ်မှာပါဒုတိယနေရာမှာရပ်တည်နေတာကတော့ကော်ဖီဆေးပဲဖြစ်ပါတယ်ယနေ့ခေတ်မှာလူသားတွေဟာနေ့စဉ်ကော်ဖီခွက်ပေါင်း2ဘီလီယံလောက်တောက်တုံးနေကြပြီးဒါဟာနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ200ကျော်တန်ဖိုးရှိတဲ့ဈေးကွက်ကြီးတစ်ခုပဲဖြစ်ပါတယ်ကော်ဖီရဲ့ထူးခြားမှုကဒီကမ္ဘာပေါ်မှာအအောင်မြင်ဆုံးအဖျော်ယမကာလို့တောင်ပြောနိုင်တဲ့အပြင်တချို့ဆိုရင်ကော်ဖီကကမ္ဘာခေတ်သစ်တမိုင်းကိုပုံဖော်ခဲ့တဲ့အရာလို့တောင်ပြောဆိုကြပါသေးတယ်ဒီလိုကမ္ဘာကျော်တဲ့ကော်ဖီရဲ့ထူးခြားမှုနဲ့နောက်ွယ်ကတမိုင်းကြောင်းတွေကဘာတွေပါလဲဒီနေ့အစီအစဉ်မှာတော့လူတိုင်းကြိုက်ကြတဲ့ကော်ဖီအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကော်ဖီရဲ့ဇစ်မြစ်ကိုပြောရမယ်ဆိုရင်ဒန္တာကြီးပုံမြင်လေးတစ်ပုဒ်အကြောင်းကိုဥစွာပြောပြပေးရမှာပဲဖြစ်ပါတယ်900စုလောက်ကအီသီယိုးပီးယားနိုင်ငံမှာကာတီလို့ခေါ်တဲ့စိတ်ကြောင်းသားကောင်လေးတစ်ယောက်ရှိပါတယ်တနေ့မှာတော့ကာတီဟာအီသီယိုးပီးယားကုန်းပြင်မြင့်တစ်ခုပေါ်မှာစိတ်ကြောင်းနေတုံးခြုံပုတ်တစ်ခုကိုဖြတ်သွားခဲ့ပါတယ်အဲ့ဒီခြုံပုတ်တွေမှာအနီရောင်ဘယ်ရီတီးလေးတွေရှိနေပြီးစိတ်တချို့ကအဲ့ဒီအတီးတွေကိုစားလိုက်တဲ့အခါမှာထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ဘယ်ရီတီးတွေကိုစားလိုက်တဲ့စိတ်တွေကအလွန်စိတ်လှုပ်ရှားပြီးတက်ကြွနေကြတာပါပဲစိတ်တွေဟာခုံပေါက်ပြေးလွှားနေပြီးပုံမှန်နဲ့လုံးဝမတူတာကိုတွေ့ရှိသွားတဲ့ကာတီလဲစူးစမ်းချင်စိမ့်နဲ့အဲ့ဒီဘယ်ရီတီးတချို့ကိုခူးပြီးဝါစားကြည့်လိုက်ပါတယ်တူတီလိုဝါစားနေရင်းနဲ့တိတ်မကြခင်မှာပဲအံ့ဩစရာတစ်ခုဖြစ်လာခဲ့ပါတယ်သူ့အုံနောက်ထဲကနေကြပြားတွေတချင်းတွေစီစဉ်ထွက်ပေါ်လာခဲ့ပြီးရုတ်တရက်ဆိုတလို့စိတ်ကူးစိတ်တန်းတွေလည်းတပွဲပွဲပွင့်လာခဲ့ပါတယ်ကာတီလည်းပစ္စည်းကောင်းတစ်ခုတွေ့ပြီးဖြစ်တဲ့အတွက်ပျော်ရွှင်စွာနဲ့အဲ့ဒီဘယ်ရီတီတချို့ကိုခူးပြီးဘုံတော်ကြီးတွေစီကိုယူပြီးတွားပြလိုက်ပါတယ်ဒါပေမဲ့ဘုံတော်ကြီးတွေကဒီဘယ်ရီတီကိုမကြိုက်ကြပါဘူးအကြောင်းရင်းကတော့ဒီအတီးတွေကလူရဲ့စိတ်ကိုအနှောက်အယှက်ပြုနိုင်တဲ့အတွက်မကောင်းတဲ့အရာလို့ယူဆခဲ့ကြပါတယ်ဒါကြောင့်ကာတီယူလာတဲ့ဒီဘယ်ရီတီတွေကိုမီးဖိုထဲပစ်ထည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာမီးလောင်နေတဲ့ဘယ်ရီတီတွေစီကနေစိတ်ကိုလန်းဆန်းစေတဲ့ဆွဲဆောင်မှုရှိတဲ့မွေးရဲနှံတစ်ခုထွက်ပေါ်လာခဲ့ပါတယ်မီးငြိမ်းသွားတဲ့အခါမီးဖိုပြာထဲမှာအစိတ်တချို့ကိုတွေ့လိုက်ရပြီးဒီအစိတ်တွေကလော်ပီတာကော်ဖီဆေးတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမီးဖုတ်ပီတာကော်ဖီဆေးတွေဟာမာလွန်ပြီးကိုက်လို့မရတော့တဲ့အတွက်အမုန်းကျိတ်ပြီးမှရေနွေးနဲ့ဖြော်တောက်လိုက်ကြပါတယ်ဒီလိုနဲ့ပဲကမ္ဘာပထမဆုံးကော်ဖီတစ်ခွက်ပေါ်ပေါက်လာခဲ့ပါတော့တယ်ဒါဟာဒန္တာကြီးပုံမြင်လေးတစ်ပုဒ်ဖြစ်တဲ့အတွက်စစ်မှန်မှုရှိမရှိကိုတော့အာမမခံနိုင်ပါဘူးဒါပေမဲ့ကော်ဖီလောကမှာတော့ဒါဟာကော်ဖီရဲ့ဇစ်မြစ်နဲ့ပတ်သက်ပြီးအကျော်ကြားဆုံးပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်တေချာတာတစ်ခုကတော့ကော်ဖီဆိုတာအီသီယိုးပီးယားကုန်းပြင်မြင့်ပေါ်ကနေစတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာပါပဲ15ရာစုမှာကော်ဖီဟာအာရေဗီယန်ကျွန်းဆွယ်ဘက်ကိုရောက်ရှိလာခဲ့ပါတယ်ဘယ်သူယူလာခဲ့တယ်လဲအပေါ်မှာအယူဆအမျိုးမျိုးရှိကြပါတယ်အစ္စလမ်ဘုန်းတော်ကြီးတွေယူလာခဲ့တယ်လို့ပြောကြတယ်လို့ဆိုမာလီကုန်တယ်တွေယူဆောင်လာခဲ့တယ်လို့လည်းဆိုကြပါတယ်တိတိကျကျတော့အတိမပြုနိုင်ပါဘူးဒါပေမဲ့ရလက်အနေနဲ့ကတော့ကော်ဖီဟာအာရက်လူမျိုးတွေကြားထဲမှာချက်ချင်းဆိုတယ်လို့ကြော်ကြားသွားခဲ့ပါတော့တယ်ဒီလိုလူကြိုက်များရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ဘာသာရေးအချက်တွေကြောင့်လည်းပါပါတယ်အစ္စလမ်ဘာသာမှာအရက်တေစာတောက်စားခြင်းကိုတားမြစ်ထားတာဖြစ်လို့အားလက်ချိန်မှာစကားပြောရင်းအပြင်းပြေတောက်ဖို့ရန်အတွက်ကော်ဖီကိုအစားထိုးဖြည့်ဆည်းလာခဲ့ကြပါတယ်ဒါအပြင်ဘာသာဝင်တွေဟာကော်ဖီတောက်ပြီးတဲ့နောက်စိတ်တွေလန်းဆန်းတက်ကြွနေတာကိုတွေ့ရှိခဲ့ကြပါတယ်ညာလုံးပေါက်ဆူတောင်းတဲ့အခါလုံးဝအိမ်မငိုက်ပဲမိုးလင်းတဲ့အထိကိုဝေးပြုဆူတောင်းနိုင်ကြပါတယ်ဘာသာဝင်တွေကြားထဲကနေတဆင့်စကားတဆင့်ပြောရင်းနဲ့ကော်ဖီတောက်တဲ့အလေးထားဟာအာရက်တဝင်းလုံးကိုပြန့်နှံ့သွားခဲ့ပါတော့တယ်16ရာစုမှာတော့ကော်ဖီဟာဥရောပကိုရောက်ရှိလာခဲ့ပါတယ်အာရေဗီယန်မှာအရက်တိစာတောက်ခွင့်မရှိလို့ကော်ဖီဟာအလွယ်တကူအစားထိုးနေရာယူခဲ့ခြင်းဖြစ်တော့လဲဥရောပမှာတော့ဒီလိုမဟုတ်ပါဘူးသူတို့စီမှာကတောက်စရာဝိုင်းတွေအရက်တွေရှိပါတယ်စုဝေးပွဲတွေနဲ့စီးပွားရေးကိစ္စဆွေးနွေးရမှာလဲဝိုင်းတောက်တဲ့အလေးချင်းကရှိနေပြီးသားဖြစ်တဲ့အတွက်
ဥရောပကိုကော်ဖီမရောက်လာခင်ကဥရောပသားတွေရဲ့လူနေမှုဘဝကအရက်ဆိုင်တွေမှာပဲစုဝေးလေးရှိကြပါတယ်။ဒါပေမဲ့စီးပွားရေးကိစ္စတွေအမှုကိစ္စဆွေးနွေးတာတွေပညာရေးဆိုင်ရာဆွေးနွေးမှုကိစ္စမျိုးတွေမှာအရက်တောက်ရင်ဆွေးနွေးရင်စင်ချင်တုံတရားကင်းမဲ့နိုင်တာကြောင့်ဒီလိုကိစ္စမျိုးမှာအရက်ဆိုင်တွေနဲ့ကတိတ်ပြီးမတင်တော့ပါဘူး။ဒီနေရာမှာကော်ဖီကစန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ကော်ဖီကလူကိုနိုးကြားစေပြီးတွေးခေါ်မှုကိုပိုမိုကောင်းမွန်စေတာကြောင့်အရေးကြီးအလုပ်ကိစ္စဆွေးနွေးရမယ့်အခြေအနေမျိုးတွေအတွက်အလွန်တင့်တော်ပါတယ်။ဒါကြောင့်ကော်ဖီဆိုင်တွေပေါ်လာတဲ့အခါဥရောပသားတွေအတွက်အရေးကြီးကိစ္စဆွေးနွေးဖို့နေရာတစ်ခုဖြစ်လာပြီးတောက်တုံးတူတိုင်းနှစ်သက်သဘောကျခဲ့တဲ့အတွက်ဒီလိုနဲ့ပဲကော်ဖီဟာဥရောပလူနေမှုဘဝအတွင်းတို့ချက်ချင်းပဲဆွဲလန်းဝင်ရောက်သွားခဲ့ပါတော့တယ်။19ရာစုနှောင်းပိုင်းမှာဒတ်ရှ်နဲ့ပြင်သစ်တို့ကသူတို့ရဲ့ကိုလိုနီနိုင်ငံများဖြစ်ကြတဲ့အင်ဒိုနီးရှား၊ဗီယက်နမ်စတဲ့နိုင်ငံများမှာကော်ဖီပင်များစိုက်ပျိုးအောင်မြင်ခဲ့ကြပြီးထိုမှတဆင့်အခြားအာရှနိုင်ငံများတို့ပြန်ပွားရောက်ရှိသွားခဲ့ပါတော့တယ်။ကမ္ဘာမှာကော်ဖီမျိုးစိတ်ပေါင်း120ကျော်ခန့်ရှိပါတယ်။ဒါပေမဲ့စီးပွားဖြစ်စိုက်ပျိုးတောက်တုံးကြရမှာတော့အဓိက2မျိုးသာရှိပါတယ်။တစ်မျိုးကအာရီဘီကာဖြစ်ပြီးနောက်တစ်မျိုးကရိုဘတ်စတာဖြစ်ပါတယ်။ဒီ2မျိုးထဲမှာအာရီဘီကာကအကျော်ကြားဆုံးနဲ့လူကြိုက်အများဆုံးဖြစ်ပြီးကမ္ဘာဈေးကွက်ဝေစုရဲ့80%ကိုပိုင်ဆိုင်ထားပါတယ်။ကော်ဖီဆိုင်တွေမှာကြိတ်ပြီးဖြော်တောက်တဲ့ကော်ဖီအများစုဟာအာရီဘီကာဖြစ်ကြပြီးရိုဘတ်စတာကိုတော့အများအားဖြင့် instant coffee လို့ခေါ်တဲ့အတင်းဖြော်ကော်ဖီပြုလုပ်ရမှာအသုံးပြုပါတယ်။အာရီဘီကာကော်ဖီအတွင်းမှာအစီအနစ်နဲ့တကြားပါဝင်မှုနှုန်းကရိုဘတ်စတာထက်ပိုများတဲ့အတွက်အရသာကချိုမိန်ပြီးပိုနူးညံ့ပါတယ်။ရိုဘတ်စတာကော်ဖီအတွင်းမှာတော့ကက်ဖင်းဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက်အရသာပိုပြင်းပြီးပိုခါတာဖြစ်လို့အိမ်ငိုက်တက်တဲ့သူတွေအတွက်အလွန်တင့်တော်ပါတယ်။အရေးအသွေးနဲ့အနံ့အရသာအားဖြင့်အာရီဘီကာကပိုကောင်းတော်လဲသူ့ရဲ့ကော်ဖီပင်ကစိုက်ပျိုးရတိတ်ခတ်ပြီးစိုက်ပျိုးမှုအခြေခံလိုအပ်ချက်တွေကလည်းတိတ်ကိုမှတင်းကျပ်များပြားလွန်ပါတယ်။အာရီဘီကာကော်ဖီပင်ဟာပင်လယ်ရေမျက်နှာပြင်အထက်ပေ3000ကနေ6000ကြားမှာပဲရှင်သန်နိုင်ပြီးရေစီးရေလာကောင်းမွန်ဖို့တောင်ကုန်းဒေတာဖြစ်ရပါမယ်။အပူချိန်ကလည်းမမြင့်လွန်မနှိမ့်လွန်ဖြစ်ရပြီးမိုးရေချိန်ကလည်းမများလွန်မနည်းလွန်ဖြစ်ရပါမယ်။အပူအေးမမျှတမှုအပြင်ခြောက်သွေ့မှုနဲ့ရေလွှမ်းမိုးမှုတန်ကိုလည်းမခံနိုင်ပါဘူး။ရိုဘတ်စတာကော်ဖီကတော့စိုက်ပျိုးရလွယ်ကူပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက်ပေ600ကျော်ဆိုရင်စိုက်လို့ရတဲ့အပြင်ယာဒီဥတုတန်နဲ့ယောဂပိုးမွားတန်တွေကိုလည်းခံနိုင်ရရှိပါတယ်။အာရီဘီကာကော်ဖီပင်ဟာဒီလိုတင်းကျပ်တဲ့အခြေအနေတွေကြောင့်ကမ္ဘာမှာစိုက်ပျိုးဖို့တင့်တော်တဲ့နေရာအလွန်နည်းပါးလျက်ရှိပါတယ်။လက်ရှိမှာဘရာဇီး၊အီသီယိုးပီးယားအပြင်ဗီယက်နမ်၊အင်ဒိုနီးရှားလိုအပူပိုင်းဒေသကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်းစိုက်ပျိုးကြပြီးယခုမြန်မာနိုင်ငံမှာလည်းရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်လိုတောင်ကုန်းဒေသတွေမှာလည်းစိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါတယ်။ကော်ဖီဟာအရသာရှိုံတင်မကပဲကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများတဲ့တောက်တုံးဖွယ်ရာတစ်ခုဖြစ်ပါတယ်။ပထမတစ်ချက်ကအားလုံးသိတဲ့အတိုင်းကော်ဖီတောက်ရင်လူကိုလန်းဆန်းစေပြီးစိတ်ကြည်လင်စေတဲ့အချက်ပါ။ကော်ဖီမှာပါဝင်တဲ့ကက်ဖင်းဓာတ်ဟာအုံနောက်ထဲကအန်ဒီနိုဆင်လို့ခေါ်တဲ့လူကိုအိတ်ငိုက်စေတဲ့ဓာတုဒြပ်ပေါင်းလှုပ်ဆောင်ချက်ကိုဟန်တာပေးပါတယ်။ဒါအပြင် norepinephrine လို့ခေါ်တဲ့စိတ်တက်ကြွမှုကိုမြင့်တင်ပေးတဲ့ဟော်မုန်းကိုလည်းထုတ်လုပ်စေပါတယ်။ဒီအချက်တွေကြောင့်ကော်ဖီတောက်ပြီးတဲ့အခါပိုမိုနိုးကြားတက်ကြွစေပြီးအာယုံစူးစိုက်မှုကောင်းမွန်စေကမောပန်းနွမ်းနယ်မှုကိုလျော့ပါစေခြင်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ကော်ဖီမှာအန်တီအောက်ဆီဒန့်ကျွယ်ဝစွာပါဝင်ခြင်းပါ။အန်တီအောက်ဆီဒန့်ဆိုတာခန္ဓာကိုယ်ထဲကဆဲလ်တွေကိုပျက်စီးစေတဲ့ free radical လို့ခေါ်တဲ့ molecule တွေကိုတိုက်ထုတ်ပေးတဲ့ drug ပေါင်းတွေပဲဖြစ်ပါတယ်။ free radical molecule တွေဟာကင်ဆာရောဂါ၊နှလုံးရောဂါနဲ့အခြားရောဂါများဖြစ်ပွားစေနိုင်ပါတယ်။ကော်ဖီမှရရှိနိုင်တဲ့အန်တီအောက်ဆီဒန့်ပမာဏကတစ်တီးနဲ့ဟင်းသီးဟင်းရွက်တွေထက်တောင်ပိုမိုကျွယ်ဝစွာပါရှိတဲ့အတွက်ပုံမှန်တောက်တုံးပေးခြင်းဖြင့်နှလုံးရောဂါ၊ဆီးချိုရောဂါ၊အတဲရောဂါနဲ့အချို့သောကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ဒီလိုကောင်းကျိုးတွေအများအပြားရှိပေမဲ့အလွန်အကျွံတောက်တုံးခြင်းဖြင့်
အိမ်မပျော်ခြင်းရင်တုန်ခြင်းကနာမငြိမ်ဖြစ်ခြင်းစတဲ့ဆိုးကျိုးတွေလည်းဖြစ်ပေါ်စေနိုင်တဲ့အတွက်အလွန်အကျွံတောက်တုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်ဒီလိုနေ့စဉ်ခွက်ပေါင်း2 ဘီလီယံလောက်တောက်တုံးနေကြတဲ့ကော်ဖီဟာလည်းယနေ့ခေတ်မှာအကျက်တဲတွေနဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုနဲ့အတူမိုးခေါင်ရေရှားမှုပိုမိုများပြားလာတာကြောင့်အာရီဘီကာစိုက်ခင်းတွေဟာထုတ်လုပ်မှုကျဆင်းခြင်းပြဿနာတွေနဲ့ကြုံတွေ့နေရပါတယ်။ထန်ဇန်နီးယားနိုင်ငံရဲ့စစ်တမ်းကောက်ယူမှုတစ်ခုအရဒေသခံကော်ဖီဆေးထုတ်လုပ်မှုဟာအရင်ကမြေနဲ့ဧကခွဲကိုကော်ဖီဆေး900ကီလိုဂရမ်လောက်ထွက်ရှိရာကနေလက်ရှိ300ကီလိုဂရမ်အထိကျဆင်းသွားခဲ့ပြီးဒါဟာရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါဆိုရင်ဘယ်လိုလုပ်သင့်ပါတယ်လဲ။ပညာရှင်တွေကလမ်းညွှန်ချက်2ခုပေးထားပါတယ်။တစ်ခုကမျိုးစိတ်အသစ်တွေဖန်တီးစိုက်ပျိုးဖို့ပါ။အာရီဘီကာလိုအရသာရှိပြီးရာသီဥတုနဲ့လိုက်လျောညီထွေရှိတဲ့ကော်ဖီပင်မျိုးကိုဖန်တီးနိုင်မလားဆိုတာကိုကြည့်ရပါမယ်။ဒါပေမဲ့လက်ရှိအချိန်အထိတော့ဖန်တီးနိုင်ခြင်းမရှိသေးပါဘူး။နောက်တစ်နည်းကတော့နေရာဒေတာနဲ့ရာသီဥတုကိုတိတ်မရွေးတဲ့ Robusta ကော်ဖီကိုတောက်တုံးတူတွေလက်ခံလာအောင်လုပ်ဖို့ပါ။ဈေးကွက်လိုအပ်ချက်ရှိလာတာနဲ့အမျှကော်ဖီကုန်တယ်တွေကလည်း Robusta ကော်ဖီကိုဝယ်ယူလာကြမှာဖြစ်ပြီးကုန်တယ်တွေဝယ်ယူရင်ကော်ဖီစိုက်ပျိုးသူတွေကလည်းပတ်ဝန်းကျင်တိတ်မရွေးတဲ့ Robusta ကော်ဖီကိုစိုက်ပျိုးလာကြတော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ကရောကော်ဖီကိုဘယ်လိုမြင်ပါတယ်လဲ။ဘယ်ကော်ဖီကိုအကြိုက်ဆုံးလဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါဦး။နောက်အစီအစဉ်တွေမှာပြန်ဆုံကြပါမယ်။